ไม่มีหรอวะฉันว่าเลสตีมาเปลี่ยนเลยจู่ๆไล่ป่าเลยဗျာဒါလေးကတော့ကိုနေနာပေါလေးမဟုတ်ပါဘူးသုံးမင်းမိုဘိုင်းလေးပဲဖြစ်ပါတယ်ဗျာဒီကောင်လေးကကိုနေနာပေါလေးလို့ထင်ရအောင်ကျွန်တော်ဒီမှာအုပ်ဆောင်လေးလာရောက်တက်ဆင်သွားတာဘေးကနှစ်ဖက်အုပ်ဆောင်လေးရှေးပိတ်လေးလည်းပါမယ်ဗျာရှေးပိတ်လေးတွေဆိုလို့ရှိရင်ကျွန်တော်နောက်ကိုကြည့်လို့ရအောင်လဲကျွန်တော်မှန်ကြီးပေါလေးတစ်ခါလေးထည့်ပေးထားတယ်မလို့ချင်းလဲဖြုတ်သိမ်းလို့ရအောင်လို့ကျွန်တော်ကျဲကြီးပေါလေးနဲ့ကျွန်တော်တခြားလေးတက်ဆင်ပေးထားပါတယ်ဗျာနောက်ဘက်မှာဆိုလို့ရှိရင်လည်းနောက်ပိတ်လေးလည်းပါမယ်နောက်ပိတ်လေးလည်းကျွန်တော်မှန်ကြီးပေါလေးကျွန်တော်တခြားလေးထည့်ပေးထားပါတယ်ဗျာဘေးကလေးတွေဆိုလို့ရှိရင်ကျွန်တော်အောက်မှာတီကျိုးပါညာချိတ်လို့ရအောင်လဲကျွန်တော်ဂျိတ်တက်လေးတွေကမှဆက်ဆိုတော့ခါလေးတက်ဆင်ပေးထားတယ်အစရမှာစိတ်တိုင်းကြလေးပါဗျအောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်နှစ်ချောင်းနောက်အပြေလေးကိုမှကျွန်တော်အောက်ကဟင်္ဂလိုင်းထူလေးနဲ့ကျွန်တော်သုံးပေးထားတယ်ရှေ့မှာလည်းဂိုင်းမြူချင်းတွေရင်းပြီးတော့ကျွန်တော်အချုပ်လေးတခြားလေးချုပ်ပေးထားပါတယ်ဗျအောက်ခံအပူကန်တစ်ထက်လေးနဲ့ပါမယ်လေသာမိုးလေးနဲ့လုံးဝလှည့်ကြည့်ကြမျိုးလောက်ကောင်းပါတယ်ဗျဘေးပခုံးတဲ့နေရာမှာစာပါမယ်နော်ဘောလုံးလေးတွေကမှစာကျွန်တော်ဒီခြာလေးအတန်ကျင်းထွက်ချက်မျိုးကျွန်တော်ဒီခြာလေးတက်ဆင်ပေးထားပါတယ်ဗျသုံးမင်းကိုင်းအောင်မှာအလုံးလေးလုံးရှင်တဲ့ customer တွေအတွက်ကျွန်တော်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ပစ္စည်းလေးတွေနိုင်ငံပြည့်လို့မှုကြောင့်ဇင်းလုံးလေးလည်းနိုင်ငံပြောင်းလဲမှုရှိပါဗျာဒါကြောင့်မလို့ကျွန်တော်နောက်မှာ sign name လေးလည်းထည့်ပေးထားပါတယ်အရှိမဖုန်းနံပါတ်လေးလည်းပါပါတယ်ဗျဖုန်းနံပါတ်လေးဆက်ပြီးတော့ဆက်သွယ်ဆောင်ရွက်မြင်ရနိုင်ပါတယ်ကျွန်တော်အရှိဘက်မှာဆိုလို့ရှိရင်လည်းဗတ်မှန်ကိုင်းထိုင်တဲ့ဗတ်မှန်လေးတွေကစထည့်လို့ရအောင်ကျွန်တော်အဆင်ပြေအောင်တက်ဆင်ပေးထားပါတယ်ဗျအခုလိုမျိုးယုံကြည်မှုနဲ့အဝေးရနေလာရောက်အားပေးတဲ့ customer ချစ်ကိုကြီးကျွန်တော်စတဲ့ညလေးတက်ဆင်ပေးလိုက်ပါခင်ဗျ